မင်္ဂလာပါဗျာထွန်းသက်ပေးရနေကြိုဆိုပါရစေဒီနေ့မှာတော့ Facebook မှာကိုယ့်ရဲ့ Messenger ကိုတခြားသူတွေဝင်ကြည့်လို့မရအောင် lock ခတ်ထားနည်းတွေကိုအသေးစိတ်ပြောပြပြီးမှဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအနေစုံကြည့်ပြီးပါဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဒီ Messenger software လေးတွေကိုဝင်ပြရမှာဖြစ်ပါတယ် Messenger software ကိုရောက်သွားပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ဒီမြားသုံးချောင်းလေးကိုနှိပ်ပြရမှာဖြစ်ပါတယ် menu bar လေးပါ menu bar လေးကိုရောက်သွားပြီဆိုတော့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ setting လေးတွေကိုထပ်ဝင်ပြရမှာဖြစ်ပါတယ်setting တွေကိုရောက်သွားပြီဆိုရင်တော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါဆွဲချပြီးသွားပြီဆိုရင်တော့ private and safety ဆိုတဲ့ဒီနေရာလေးကိုထပ်ဝင်ပြရမှာဖြစ်ပါတယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီ app lock ဆိုတဲ့နေရာလေးမှာ option နေပါတယ်အဲဒါလေးကိုတော့ဖွင့်ပြရမှာဖြစ်ပါတယ်နေရာလေးကို button လေးကိုဖွင့်ပြလိုက်ပါခင်ဗျာဖွင့်လာပြီဆိုရင်တော့ကိုယ့်ရဲ့ဒီပင်လေးကိုရိုက်ထည့်ပြလိုက်ပါရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီနေရာလေးကိုရွေးချယ်ပြလိုက်ရင်တော့ရသွားပါပြီဟုတ်ကဲ့ပါဒါဆိုရင်တော့အဆင်ပြေသွားပါခင်ဗျာပြန်ပိတ်ချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုထပ်ပြီးတော့ပြန်ဝင်လိုက်ပါ upload တွေကိုပဲအဲပြီးတော့ဒီအပေါ်ဆုံးမှာရှိတဲ့ button လေးကိုပိတ်လိုက်ပြီဆိုရင်တော့ရသွားပါပြီဒါဖွင့်တာရောပိတ်တာရောနှစ်မျိုးလုံးကိုသင်ပေးခဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ